ကိုချင်းဆိုတာကဒီအရာတွေအတွက်တီးတန့်ပဲလှိုင်တို့ထားတာမဟုတ်ဘူးလှိုင်တို့တကယ်တမ်းနေ့စဉ်ဘဝပြဿနာအခက်အခဲတွေကိုဆွမ်းနာတော့လိုမျိုးအိမ်စာမလုပ်ချင်တဲ့ဟာမျိုးတွေလူကြားထဲမှာစကားပြောဖို့အတွက်အခက်အခဲဖြစ်နေတာတွေကိုက emotion ဖြစ်တယ်အဲ့ဒီ emotion ကိုဘယ်လိုမျိုး manage လုပ်မလဲဆိုတဲ့အပိုင်းတွေဒါတွေကလည်းကိုရှင်းနေပဲကို coach ပြန်လုပ်ပြီးတော့မှကိုရဲ့ဒီပြဿနာကိုဖြေရှင်းတာလှိုင်တို့ stress ဖြစ်နေတာဒေါသလူတယောက်ကိုပြောရင်ဒေါသထွက်တယ်အဲ့ဒီစိတ်ခံစားချက်ကိုလှိုင်တို့စီမံခန့်ခွဲတာအဲ့အားလုံးက coaching ဖြစ်တယ် coaching ဆိုတဲ့စကားကြတာနဲ့လှိုင်တို့က coach တွေစီသွားရမယ်အခြားသူတယောက်ကကို coach လုပ်ပြီးတော့မှပဲကိုက coaching လုပ်လို့ရမယ်ဒီလိုမျိုးတွေးနေတဲ့သူတွေရှိလားတကယ်လို့အဲ့လိုမျိုးတွေးနေတဲ့သူတွေရှိရဆိုလို့ရှိရင်လှိုင်ဒီနေ့ဗီဒီယိုလေးမှာကိုယ်တိုင်ကို self coaching ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းအကြောင်းလေးကို ATA framework လေးနဲ့ပြောပြပေးမှာဖြစ်ပါတယ်လှိုင်ကိုယ်တိုင် self coaching ကိုယ်တိုင်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့လှိုင်ရဲ့ insight တွေအများကြီးပါတယ် ATA ဆိုတဲ့ framework ကိုလှိုင်ရဲ့ insight ပေါ်မှာမူတည်ပြီးတော့ကိုယ်တိုင်ထုတ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကြည့်နေတဲ့သူကကိုယ်တိုင် coach လုပ်ချင်တဲ့အခြား coach တွေစီကအကူအညီရဖို့အတွက်လက်ရှိမှာအဆင်မပြေသေးတဲ့အချိန်တွေရှိနေမယ်ဆိုလို့ရှိရင်ကိုယ်တိုင်ကိုဘယ်လိုမျိုး self coaching လုပ်ရမလဲဆိုတဲ့အကြောင်းလေးကိုလှိုင်ဒီနေ့ဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးရဲ့ ATA framework လေးကိုစလိုက်ရအောင်ပထမဆုံး A ကတော့ awareness ဆိုတော့အဲ့ဒီ awareness အကြောင်းပေါ့နော်လှိုင်တို့တတိရှိတဲ့အကြောင်းကိုလှိုင်ရဲ့ဒီဗီဒီယိုအများစုမှာလည်းတွေ့လိမ့်မယ်အဓိက personal development ပိုင်းသွားတယ်ဗီဒီယိုတွေမှာဆိုရင်အဓိကထားပြီးတော့ပြောတယ်ပေါ့နော် awareness တကယ်ကိုကရှိလားမရှိလားကိုဘယ်လိုသုံးသပ်လို့ရလဲဆိုလို့ရှိရင်လှိုင်တို့ပေါ့နော်ကိုလုံးနေတဲ့အရာတွေကိုယ့်ရဲ့စဉ်းစားတဲ့ပုံစံတွေကိုယ့်ရဲ့ action တွေကိုယ့်ရဲ့ pattern တွေကိုဘယ်လောက်ထိလှိုင်တို့ဒီဖမ်းမိလဲဘယ်လောက်ထိသိနေလဲပြီးတော့ဘယ်လောက်ထိကိုနားလည်နေလဲဆိုတဲ့ဟာကိုလှိုင်တို့ပြန်လဲသုံးသပ်ခြင်းအပြင်လှိုင်တို့တကယ် awareness ရှိမရှိကိုလှိုင်တို့ဆုံးဖြတ်လို့ရတယ်နောက်တစ်ခုကကြတော့ဒီ awareness ဆိုတာကကြတာပေါ့နော်ဥပမာပြလှိုင်တို့တစ်ခုစဉ်းစားတယ်ဆိုတဲ့အခါတိုင်းဖြစ် action လုပ်တဲ့အခါတိုင်းပဲဖြစ်ငါလှိုင်တို့ကဒီ awareness မရှိနေဘူးဆိုလို့ရှိရင်လှိုင်တို့ blind ဖြစ်နေတယ်လို့ပဲကိုကလှုပ်တာလှုပ်နေရဘာမှမမြင်မဲနဲ့ဒီတိုင်းစမ်းပြီးတော့လှုပ်နေတယ်ဆိုတာမျိုးဖြစ်နိုင်တယ်အဲ့တော့စဉ်းစားတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီ overthinking ဆိုတဲ့ပိုင်းတွေရောက်သွားတယ်ဒီ awareness ဆိုတဲ့ဟာလေးပိုင်းအားနေတဲ့အတွက်ကြောင့်မလို့လဲလှိုင်တို့ overthinking ပိုင်းတွေရောက်သွားတာမျိုးရှိတတ်တယ်ဒါကြောင့်မလို့လှိုင်တို့ကကို self coaching လုပ်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးမဖြစ်မနေသိရမယ်ဟာ awareness ဖြစ်တယ်အဲ့ awareness ကနေပြီးတော့မှလှိုင်ပြုမှုပြီးရင် pattern စိတ်ခံစားချက်တွေဒါတွေအားလုံးလှိုင်တို့ကဒီမလိုချင်တဲ့အရာတွေပေါ့နော်ကိုယ်အတွက် stress တွေဖြစ်စေတယ်ဆိုတဲ့အရာတွေအားလုံးကိုလှိုင်တို့ကဖြေရှင်းနိုင်မှာဖြစ်ပါတယ်ဆိုတော့အေးပြီးတော့ပေါ့နော်ဒါဆိုရင်T ကတော့ thinking skills ပါအဲ့တော့ like ကို self coaching လုပ်တော့မယ်ဆိုလို့ရှိရင် thinking skills မှာအဓိကတော့ like 3ခုကိုပြောချင်တယ်ပေါ့နော်တကယ်တော့အခြား thinking skills တွေလည်းရှိတယ်ဆိုရင်ပိုကောင်းတယ်တကယ်လို့အခြား thinking skills တွေကို like တို့ဒီမလေ့ကျင့်ဖြစ်သေးဘူးဆိုရင်တော့ဒီအဓိကကြတဲ့3ခုကို like လေ့ကျင့်ရင်like တို့အဆင်ပြေလာမယ်ပေါ့နော် self coaching လုပ်ရတဲ့အခါအဲ့တော့ဘာ thinking skills တွေလို့လဲဆိုလို့ရှိရင် like တို့ကပထမအဆုံးအရင်အရေးကြီးတယ် meta cognition လို့ခေါ်တယ် meta cognitive thinking ပေါ့နော် like တို့စဉ်းစားနေတဲ့အရာကိုပြန်လဲစဉ်းစားနိုင်တယ် skills ပေါ့ဥပမာ line အခု self coaching အတွက်ဗီဒီယိုရိုက်တော့မယ်ဒါဆိုရင် line self coaching လုပ်ရမယ်ဆိုပြီးတော့ကိုစဉ်းစားနေတဲ့အချိန်မှာ okay ငါပုံမှန်ဆိုရင်ဗီဒီယို YouTube ဗီဒီယိုတစ်ပုတ်တင်တယ်ဒီဘက်လည်းငါဗီဒီယိုတစ်ပုတ်တင်ဖို့အတွက်ငါမှာ plan လေးရှိတယ်အဲ့ plan ကိုပြန်စဉ်းစားနေရအခုline ခုပြောနေရဆိုရင် line စဉ်းစားနေတဲ့အရာကို line ပြန်စဉ်းစားပြီးတော့ပြောပြပေးနေရပါတော့ဆိုတော့တကယ်တမ်းအဲ့ meta cognitive thinking ရသွားတယ်ဆိုလို့ရှိရင် line က thinking pattern တွေကိုဒီကောင်းဖမ်းမိနိုင်တယ်ပေါ့နော်ဆိုတော့ meta cognitive thinking meta cognition နောက်တစ်ခုကကြတော့ဒီ first principle thinking ပေါ့ first principle thinking ကိုဘာလို့သိဖို့လို့လဲဆိုတော့အားလုံး break down လုပ်လိုက်ပြီးတော့မှအမှန်တရားတစ်ခုတည်းပဲသူမှကြမ်းခဲ့တာပေါ့နော်အားလုံးဒီဖြစ်တဲ့ဒီကိုစဉ်းစားနေတယ်ဆိုစဉ်းစားတဲ့အရာပေါ့နော်စိတ်ခံစားချက်ဆိုလဲစိတ်ခံစားချက်အားလုံးလည်းတော့ break down လုပ်လိုက်တာပြီးတော့မှတကယ်အားလုံးရဲ့အရင်အမြင့်ပြဿနာအရင်မြင့်ကိုဘာလဲဆိုတော့လည်းတော့ပြန်ရှာတာအဲ့ဒါ first principle thinking နဲ့စဉ်းစားတာပေါ့နော်ဆိုတော့အဲ့ဒီဥပမာလေးတွေ line အရှိမပြောတဲ့ဟာလေးတွေအားလုံးကို line ဒီ video ATA framework ရှင်းပြလို့ပြီးသွားတဲ့နောက်မှာ line ဥပမာလေး3ခုလေးထပ်ပြီးပြောပေးမယ်အဲ့ဒီဥပမာလေးပြောလိုက်ရင်တော့ line တို့ပို့ပြီးတော့ရှင်းသွားလိမ့်မယ်ပေါ့နော်ဆိုတော့ line တို့ပြန်ဆက်ရအောင်ဒီဒုတိယဒီ first principle thinking ဆိုတဲ့ thinking skills ကိုလည်း line တို့လေ့ကျင့်ထားဖို့လိုတယ်ဒါကတော့စဉ်းစားရတဲ့နောက်ပိုင်းစဉ်းစားတတ်သွားလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ reflective thinkingကိုပြန်လဲသုံးသက်တဲ့စဉ်းစားနည်းစနစ်ပေါ့နော်အဲ့ဒီစနစ်ကလေလှိုင်တို့တော်တော်လေးကိုလိုအပ်တယ်အဲ့ဒါ self coaching ကဘယ် coaching မဆိုပေါ့နော်အခြားသူကို coach လုပ်လို့ကိုယ်တိုင်ပဲကို self coaching လုပ်လို့အဲ့ဒီ reflective thinking ကတော်တော်လေးလိုအပ်တယ်ကိုစဉ်းစားလုပ်နေတဲ့အရာအားလုံးကိုပြန်လဲစဉ်းစားဆင်ခြင်သုံးသပ်နိုင်တဲ့ thinking skills ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်လှိုင်တို့thinking skill နဲ့ပတ်သက်ရင်လည်း3ခုလောက်လှိုင်တို့
လိုရဲဆိုတာလှိုင်းတို့သိသွားပြီဒါက self coaching လုပ်တဲ့အခါမှာနော်ကို coaching လုပ်တော့မယ်ဆိုလို့ရှိရင်ဒီ skill 3ခုကလည်းလှိုင်းတို့တော်တော်လေးကိုသိထားမယ်ဆိုရင်အများကြီးအသုံးဝင်မှာဖြစ်ပါတယ်ဒီထဲမှာလည်းမပြောခဲ့ရတဲ့တခုရှိရပေါ့နော် question မေးရဲဆိုတာပေါ့အဲ့တော့ question မေးရဲဆိုတာလည်းဒါတချို့တွေလည်းကြားဖို့လိမ့်မယ် coaching လုပ်တဲ့အချိန်မှာ question ကောင်းတာလေးမေးရတယ် question ဘယ်လိုမေးရတယ်အဲ့ဒီ question မေးရဲဆိုတာဒါ thinking ထဲမှာပဲပါတယ်ဒါပေမဲ့ line တော့ထဲတော့မပြောတော့ဘူးပေါ့နော်တိုးတော်လေး line တို့ဒီနောက်ပိုင်းဥပမာတွေပေးတဲ့ခါကျရင်တော့အဲ့ဒီ question မေးတဲ့ skills ပါတစ်ခါပါသွားတာပေါ့နော်ဒီမေးခွန်းမှာ okay ဟုတ်ပြီဒါဆိုရင် line တို့ပထမတစ်ခု awareness ဒုတိယတစ်ခု thinking နောက်ဆုံးတစ်ခု A ကဘာလဲဆိုရင် action ပေါ့နော် line တို့က coaching တိုင်းမှာ line တို့ action ဆိုတဲ့အရာနဲ့အဆုံးသတ်တယ်ပေါ့နော်အဲ့တော့ action မရှိတဲ့ coaching က coaching မဟုတ်ဘူးဒါကြောင့်မလို့ကိုယ့်ဘာသာကို self coaching လုပ်လိုက်ပြီဆိုတာ ਨੇ ဟုတ်ပြီငါဒီနေ့ဘယ်အရာကို self coaching လုပ်လဲအဲ့ဒီလုပ်တဲ့ self coaching အရာနဲ့ပတ်သက်ပြီး action ရှိရတယ်အဲ့တော့ action လို့ပြောရဲဆိုလို့ရှိရင်လည်းတော့ pattern တွေ break down လုပ်တာတွေရှိမယ်လိုက်တို့ရဲ့အမှုအကျင့်တွေစိတ်ခံစားချက်တွေပြောင်းလဲသွားတာမျိုးတွေရှိမယ်ဘယ်လိုပဲဖြစ်ဖြစ်လိုက်တို့ကဒီ action ဆိုတဲ့နေရာမှာဆိုရင်အကြီးယူတပြိုင်နဲ့ချေပြောင်းလဲတာမဟုတ်ပါဘူး daily ပေါ့နော်နေ့စဉ်လှိုင်းတို့ရဲ့ small win small things ကစတယ်ပေါ့နော်တင်းငယ်တဲ့အရာတင်းငယ်တဲ့အောင်မြင်မှုလေးတွေကနေစပြီးတော့လှိုင်းတို့နေ့စဉ်လုပ်သွားတယ်ဆိုရင်ဒီအချိန်ကာလတစ်ခုရောက်တဲ့အချိန်မှာလှိုင်းတို့ရဲ့ဒီကိုယ့်ကို coaching လုပ်တဲ့ skills ကလည်းတက်လာပြီးတော့မှအပြောင်းလဲကိုမြင်လာနိုင်တယ်ပေါ့နော်ဆိုတော့လှိုင်းဒီ ATA framework လေးနဲ့ဥပမာလေး၃ခုလှိုင်းပြောပြပေးမယ်ပေါ့နော်ဒါစဉ်းစားလို့ရအောင်ပထမဆုံးဥပမာပါလဲဆိုရင်လှိုင်းတို့ဒေါသထွက်တယ်ဆိုတဲ့ emotions နဲ့ကိုယ့်ကို self coaching လုပ်မယ်ပေါ့လှိုင်းတို့မှာ emotions တွေကအများကြီးရှိရယ်ပျော်တဲ့ emotions တွေဆိုရင်တော့တိတ်တတိမထားမိဘူးပြီးရင်ပြေပြောက်သွားတယ်ပေါ့နော်ဒါပေမဲ့အချို့ emotion တွေပေါ့ဥပမာ fears ဖြစ်တယ်ဆိုတဲ့ကြောက်တယ်ဆိုတဲ့ကြောက်စိတ်ဝင်လာတဲ့ချိန်ပြီးရင်ဒေါသထွက်တယ်ဆိုတဲ့ emotions တွေရောက်တဲ့ချိန်ပြီးရင်စိုးရိမ်ပူပန်တယ်ဆိုတဲ့ဟာမျိုးတွေမှာဆိုရင်လည်းတော့အဲ့ emotions တွေကိုပို့ပြီးမှတ်မိတယ်ဆိုတော့အဲ့ဒီ emotion တွေကနေစလိုက်ရအောင်ဟုတ်ပြီဒါဆိုရင်လိုက်မော်နော်ဒေါသထွက်တဲ့emotions တွေကြုံတဲ့အချိန်မှာ line ကို self coaching လုပ်ခဲ့တဲ့နည်းလေးတစ်ချက်ပြောပြပေးမယ်ပေါ့နော်line ကဥမာအားဖြင့်လူတစ်ယောက်နဲ့ပြောလိုက်တဲ့စကားပြောတဲ့အချိန်မှာဆိုရင် line စိတ်ထဲမှာအယမ်းကိုဒေါသထွက်သွားတဲ့အချိန်မျိုး line ရှိခဲ့ပူတယ်အဲ့ဒီအချိန်ကအစတုန်းကတော့ line ဒေါသထွက်လို့ရှိရင်လက်တွေပါလို့ပေါ့နော်ဆက်တုံတာပေါ့နော်ဘာလို့ငါအဲ့လောက်ထိဒေါသထွက်ရလဲဆိုပြီးတော့မှကိုလည်းဒီဒေါသပြေဖို့အတွက်ကို10မိနစ်လောက်ထိဖို့ပေါ့နော်လိုက်အများဆုံးပေါ့နော်အဲ့လောက်ထိစောင့်ဘူးတယ်ပေါ့တော်တော်နဲ့ဒီဒေါသကမပြေတာပေါ့နော်အဲ့နဲ့လှိုင်းဒါတစ်ခေါက်ကြုံတယ်ပေါ့နော်အပြီးွားပေါ့အဲ့ဒါနောက်တစ်ခေါက်ကြတော့လှိုင်းပြန်စဉ်းစားကြည့်ရယ်ငါဘာလို့ဒီလောက်ထိဒေါသထွက်ရတာလဲပေါ့နော်ဒီစကားပဲအခြားသူကငါလိုမျိုးပဲကြားရတယ်သူအပြောခံရရောဒီလိုဒေါသထွက်မှာလားလိုက်အမျိုးစုံစဉ်းစားရပေါ့နော်အဲ့ဒီမှာလိုက်ဘာလို့သွားတတိထားမိလဲပထမဆုံးတတိထားမိလိုက် ATA framework အရာဆိုလို့ရှိရင် A ဆိုတဲ့ awareness ကိုသွားတတိထားမိသူပြောတဲ့စကားကိုလှိုင်းစပြီးတော့ awareness ဖြစ်ပြီးတော့မှလှိုင်းဒေါသထွက်တယ်ဆိုတာတတိထားမိတယ်အဲ့ဒီတတိထားမိတဲ့အချိန်မှာလှိုင်းစဉ်းစားတယ်ငါ့ကိုဘာလို့အဲ့လိုမျိုးပြောရလဲမျိုးစုံပေါ့နော်ဒီလို thinking ကတိချမစဉ်းစားဘူးပေါ့နော်လှိုင်းပထမပြောထားတယ်လို့မျိုးဒီ thinking scale 3ခုနဲ့လှိုင်းစဉ်းစားပြမယ် thinking scale 3ခုနဲ့စဉ်းစားတဲ့အခါမှာအရန်ရိုးရှင်းသွားရပေါ့နော်အဲ့တော့ပထမတစ်ခုကဘာလဲဆိုလို့ရှိရင်ဒီ meta cognitive လို့ပြောရဲပေါ့နော်ဟုတ်ပြီငါဒေါသထွက်တယ်အဲ့တော့ကိုဒေါသထွက်တဲ့အချိန်ကိုပြန်စဉ်းစားတယ်ငါဘာကြောင့်ဒေါသထွက်တာလဲသူကငါ့ကိုဒီစကားပြောလိုက်တယ်ပေါ့နော်ဘလို့ပုံစံနဲ့ပြောလဲဘလို့လေတန်နဲ့ပြောလဲဒါကြီးအားလုံးကပြန်စဉ်းစားနေရနော်လိုင်ဖြစ်ခဲ့တဲ့အရာကိုပြန်စဉ်းစားနေရအဲ့ဒီမှာ reflective thinking လည်းပါသွားပြီလိုင်ခုပြောတဲ့အချိန်မှာလေအဲ့တော့ meta cognitive thinking ရောreflective thinking ကိုပါဝိုက်ဖြစ်တဲ့ကြောင့် line တစ်ခုလုံးကိုပြန်စဉ်းစားနေပြီငါဒေါသအရန်ထွက်သွားတယ်ဘာလို့လဲ तू ငါ့ကိုပြောတဲ့လေတန်းကြောင့် तू ငါ့ကိုပြောတဲ့စကားလုံးတွေကြောင့်ဟုတ်ပြီငါအဲ့စကားလုံးတွေကိုခွဲခြမ်းစိတ်ဖြာကြည့်မယ် first principle thinking အဲ့ဒီမှာကတ်လာပြီအဲ့တော့ first principle thinking နဲ့စဉ်းစားရတဲ့အခါမှာ तू ငါ့ကိုပြောတဲ့စကားလုံးတွေထဲမှာဒီစကားလုံးကိုငါမကြိုက်တာဘာဖြစ်လို့ငါမကြိုက်တာလဲဆိုတော့ reflective thinking နဲ့နောက်တစ်ခါပြန်လှည့်ပြီးစဉ်းစားငါ့ကိုစော်ကားတယ်လို့ခံစားရတယ်သို့မဟုတ်ရင်ငါ့ကိုလေးစားမှုမရှိဘူးလို့ခံစားရတယ်။အဲ့လိုမျိုးခံစားချက်တွေကိုကိုကခံစားရတယ်ဒီစကလုံးပေါ်မှာမူတည်ပြီးကိုကအဲ့လိုခံစားရတာပေါ့။ဟုတ်ပြီအဲ့ဒီမှာငါလှိုင်းပါဖြစ်သွားလဲဆိုတော့ awareness ပထမဆုံးရှိတယ်ပြီးတော့ thinking method 3ခုနဲ့လှိုင်းစဉ်းစားလိုက်တယ်။အဲ့ဒီမှာလှိုင်းထွက်လာတယ်။ဘာလို့လဲဆိုတော့သူ့ကိုဒေါသထွက်တာမဟုတ်ဘူး။သူ့ကိုလည်းကြည့်မိရမှာမဟုတ်။ तू ပြောလိုက်တဲ့စကလုံးတွေကြောင့်အဲ့ဒီစကလုံးကလည်းလှိုင်းရဲ့ဒီပြောရမယ်ဆိုလှိုင်းဒီစကလုံးတွေနဲ့ပတ်သက်ပြီးတော့လှိုင်းစီမှာ story ရှိမယ်လှိုင်းစီမှာ belief system ရှိမယ်ဒီစကလုံးတွေပြောရင်ကိုယ်စော်ကားတယ်ဆိုတဲ့ဒီခံစားချက် feeling တစ်ခုဖြစ်လာတာပေါ့အမှလိုက် awareness ကို thinking ရောပါပြီးရင်နောက်မှလိုက် action ဘယ်လိုယူမလဲပေါ့အဲ့တော့ action ယူတဲ့အခါမှာနောက်ပိုင်းငါ့ကိုဒီလိုစကားပြောလာတဲ့အချိန်ကျရင်ငါဘယ်လိုစဉ်းစားမလဲဆိုတာလိုက်ပြောင်းလိုက်တယ်အဲ့တော့ဟုတ်ပြီဒီစကားပြောတယ်ဆိုတာကငါ့ကိုပဲပြောရလားအခြားသူကိုပြောမှာလားဘသူ့ကိုမဆိုသူပြောမှာပဲဒီအတွက်ကြောင့်မလို့ဒီစကားကြားရတိုင်းကိုကခံစားရတယ်ဆိုရင်ကိုပဲ
စိတ်ပင်ပန်းနဲ့ကိုယ်ပဲ stress တွေရတယ်ဘလို့အဖြစ်ပြက်ပေါ့နော်ကြုံပြီဆိုတဲ့အချိန်မှာဆိုရင်လှိုင်းပထမဆုံးရက်လိုက်တယ်အဲ့ဒီလိုခိုက်တယ်မျိုးမှာဒေါသထွက်တာတော့မှန်တယ်လှိုင်းရဲ့ thinking pattern ကိုချက်ချင်းပြောင်းပြလိုက်တယ်ငါကသူငါ့ကိုပြောတဲ့ဒီစကားလုံးတွေကိုငါမကြိုက်ဘူးငါရဲ့ story အရာငါရဲ့ belief system အရာဒီစကားလုံးတွေကငါရဲ့တန်မိုးထားမှုနဲ့မကိုက်ညီဘူးလို့စိတ်ထဲမှာမှတ်ယူလိုက်တဲ့အချိန်မှာဒီလို feeling ဖြစ်တယ် okay ဟုတ်ပြီဒါကိုतू ကငါ့ကိုပြောရလို့မရည်ရွယ်ပဲနဲ့ तू ကဒီစကားလုံးတွေသုံးပြီးသွားတော့မှဒီအခြားပေါ့နော်သူရည်ချက်တွေအများကြီးရှိနိုင်တယ်အဲ့တော့ဒီစကားလုံးသုံးတယ်ဆိုတာကဒါသူ့ရဲ့ feeling တစ်ခုကိုဖော်ပြတာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ line ကအဲ့ဒီ pattern တွေအားလုံးကိုဖန်ပြီးတော့ကြည့်လိုက်တဲ့ချိန်မှာနောက်ဆုံးမှ line အဲ့ဒီတွေ feeling မထားတော့ခဏရက်မယ်တော့မထွက်ဘူးလားထွက်တယ်ဒါပေမဲ့ line ချက်ချင်းအတွေးကိုစောနာတော့ပြန်စဉ်းစားတယ်ပထမဆဆချင်းတော့အဲ့လောက်ထိမရဘူးပေါ့နော် line 3-4 ခါ3-4 5ခေါက်လောက်မှတော်တော်လေးတိတာလာတယ်ဒါနဲ့ပတ်သက်ပြီးတော့ line လုံးဝကိုဒီ awareness ရော thinking pattern တွေရော action လည်းပြောင်းလိုက်ချက်ချင်းသူ့ကိုမတုံ့ပြန်ဘူးချက်ချင်းပြန်မပြောဘူး line ခဏရက်ပြီးစဉ်းစားပြီးတော့မှအဲ့ဒီ pattern တွေ line ရဲ့စဉ်းစားရဲ့ pattern အားလုံးကိုချိန်ပြလိုက်တယ်ဒီသဘောနဲ့ line မျိုး sub quotient လုပ်တယ်ပေါ့နော်ဒါကတော့ပထမဥပမာလေးဒါဆိုလို့ရှိရင်ဒါဒုတိယဥပမာလေး line ထပ်ပြောမယ်ပေါ့နော်သူအင်စာလေးတစ်ခုခုလုပ်ဖို့ဒါ line အချိန်ဆွဲနေရပေါ့အချိန်ဆွဲနေရဆိုကိုအချိန်ဆွဲနေအောင်တတိထားမိဖို့လို့ပထမဦးဆုံးဘာလို့လဲဆိုတော့ကိုကဟိုရွှေ့ဒီရွှေ့နေဆိုအဲ့အချိန်ဆွဲတတိထားပြီးွားရင်ဘာလို့အချိန်ဆွဲရလဲကိုမေးရမယ်ငါဒီဘာသာကိုစိတ်ဝင်စားရလားဒီဘာသာကိုကပြင်းစရာကောင်းတာလားဒီဘာသာကိုကခက်ခဲနေရလားဆိုတဲ့ line တို့ first principle thinking နဲ့ပြန်ပြီးတော့အကုန်လုံးကို break down လုပ်လိုက်မယ်အဲ့ဒီစဉ်းစားတဲ့နေရာတွေမှာဆိုလဲကိုယ့်ကို meta connected thinking ကပါနေရပေါ့နော်ပြီးွားတဲ့အချိန်မှာမဦးဆုံးကိုခက်ခဲလားပြီးရင်ပြင်းစရာကောင်းလားဆိုတာကိုပြန်စဉ်းစားရတယ်ဒါ reflective thinking ပေါ့နော် line တို့စဉ်းစားတဲ့အချိန်မှာပဲဒီ thinking တွေအားလုံးကပါသွားတာပေါ့ဟုတ်ပြီပြီးွားတဲ့အချိန်မှာ line တို့ဒီဟာကိုလုံးဝ break down လုပ်လိုက်ပြီးဟုတ်ပြီ action စယူမယ်ဆိုရင် line တို့ time မှာ10 minute ပေးမယ်ပြီးရင်လည်းချက်ချင်းစပြီးတော့ action ယူမယ်စပြီးအင်စာလုပ်လိုက်မယ်သူ10 minute လောက်နဲ့လည်းပြီးနိုင်တာပဲဆို line တို့ထလုပ်လိုက်လို့ရှိရင်လည်းဒီ action ကစပြီးတော့ယူဖြစ်သွားမယ်။နောက်ဆုံးဥပမာလေးအဲ့ဒါကကြတော့ line ရဲ့တကယ်အဖြစ်အပျက်လေးကိုပြောပြပေးမယ်ပေါ့နော်။ line ကပေါ့နော်ဒီ online class တွေတက်တဲ့အခါကျရင်သိကျင်တဲ့မိကိုနေရှိတယ်ဆရာတင်ပြီးသွားတယ်။ဒါပေမဲ့အဲ့ဒီအတန်းထဲမှာမေးဖို့အတွက်line ပေါ့နော်မေးဖို့အမြဲတမ်းတိုးဆုံမိတယ်ကြောက်တယ်ပေါ့နော်အဲ့တော့မေးရလို့လှုပ်လိုက်ပြီးစဉ်းစားနေရတဲ့လက်တွေတုံခြေတွေတုံရင်တွေအရန်တုံဒါပေမဲ့တိလေတီးခြင်းနဲ့မေးရလဲမေးခြင်းနဲ့မေးရင်လည်းအတန်းတုံနေတော့အခြားသူတွေကဒီအတန်းကိုကြားပြီးတော့ငါ့ကိုကြောက်နေရလို့များထင်မလားပေါ့နော်အဲ့လိုမျိုးစုံရှောက်တွေးရပါတော့ပြောရမယ်ဆိုရင်ဒါကိုယ့်ကို subconscious လုပ်တယ်ဆိုတာလေလှိုင်တော့ဒီအလုတ်ခွင်နဲ့ဝင်နေမှတို့ပြီးွားလို့ရှိရင်တကယ်လုံးဝရီမန်းချက်ကြီးပြီးွားတော့မှအိမ်မက်တွေရှိပြီးအဲ့လိုမျိုးသွားနေမှာမဟုတ် subconscious ဆိုတာတကယ်နဲ့ကိုယ့်ပြဿနာကိုကိုဖြေရှင်းနေရပဲကိုယ့်ပြဿနာကိုကိုနီးပြပြီးဖြေရှင်းတာ coaching ဆိုတာလည်းအဲ့တဘောပဲကိုလုံးနေတဲ့အရာတွေနဲ့ပတ်သက်ပြီးွားတော့မှဒီမှာအရှိကိုဆက်သွားဖို့တဲ့နီးလန့်နေရှိရလှိုင်တို့အလုတ်ခွင်ထဲမှာပြဿနာဖြစ်တယ်ဒီအလုပ်ခွင်ထဲမှာဖြစ်တဲ့ပြဿနာကိုလှိုင်တို့ဘယ်လိုစဉ်းစားရလဲဆွမ်းနာတော့ပြောလို့မျိုး awareness တွေ thinking တွေ action တွေနဲ့သွားရမှာဒါပေမဲ့လှိုင်တို့ကစဉ်းစားထားတာယုံကြည်ထားတဲ့အရာဘာလဲဆိုရင် coaching ဆိုတာကလူတိုင်းအတွက်မဟုတ်ဘူး coaching ဆိုတာဘယ်လိုလူမျိုးတွေပဲလောက်ရတယ် coaching ဆိုတာဘယ်လိုလူမျိုးအတွက်ပဲလိုအပ်တယ်ငါတို့ coaching ကတော့ဘယ်လိုမျိုးပေါ့နော်ဒီလိုမျိုးစဉ်းစားနေတဲ့အရာရှိရလှိုင်ကအရင်တော့အဲ့လိုထင်ခဲ့တာအမှန်တမ်းပြောလို့ဒီဟာအားလုံးကလှိုင်ခုပြောနေရအောင်လှိုင်အရင်တော့ coaching ပေါ်မြင်တဲ့အမြင်တကယ်တမ်း coaching ကိုကိုယ်တိုင်လည်းကိုယ့်ကို sub coaching လုပ်တယ်လှိုင်းဒီ Gorilla Marketing coach တင်တန်းလည်းတက်တယ်အခြားသူလည်း coach ပြန်လုပ်ပေးတယ်စာအုပ်တွေလည်းဖတ်တယ်အဲ့တော့အားလုံးကိုလှိုင်းပေါင်းဆက်ပြီးတော့မြင်လာတဲ့အမြင်တစ်ခုcoaching ဆိုတာကဒီအရာတွေအတွက်တီးတန့်ပဲလှိုင်းတို့ထားတာမဟုတ်ဘူးလှိုင်းတို့တကယ်တမ်းနေ့စဉ်ဘဝပြဿနာအခက်အခဲတွေကိုစောနာတော့လိုမျိုးအိမ်စာမလုပ်ချင်တဲ့ဟာမျိုးတွေလူကြားထဲမှာစကားပြောဖို့အတွက်အခက်အခဲဖြစ်နေတာတွေကိုက emotion ဖြစ်တယ်အဲ့ဒီ emotion ကိုဘယ်လိုမျိုး manage လုပ်မလဲဆိုတဲ့အပိုင်းတွေဒါတွေကလည်း coaching တွေပဲကို coach ပြန်လုပ်ပြီးတော့မှကိုရဲ့ဒီပြဿနာကိုဖြေရှင်းတာလှိုင်းတို့ stress ဖြစ်နေတာဒေါသလူတယောက်ကိုပြောရင်ဒေါသထွက်တယ်အဲ့ဒီစိတ်ခံစားချက်ကိုလှိုင်းတို့စီမံခန့်ခွဲတာအဲ့အားလုံးက coaching ဖြစ်တယ်ဆိုတော့နောက်ဆုံးဥပမာလေးမှာဆိုရင်လှိုင်းကအတန်းထဲမှာဒီမေးဖို့ဆိုကြောက်တယ်အတန်းတုံတယ်ပြီးတော့ရှင်နေအရန်ခုန်တယ်ပြောဖို့အတွက်ကိုနှောက်နေရပေါ့နော်ဒါပေမဲ့လှိုင်းရဲ့တစ်ဖက်ချမ်းမှာလည်းဒါ fierce ဖြစ်နေတာပေါ့နော်လှိုင်းရဲ့တစ်ဖက်ချမ်း desire ကပါလဲဆိုလို့ရှိရင်လေမသိတဲ့မေးချင်တာငါမေးလိုက်မှငါသိသွားမယ်ပြီးရင်ငါနားလေဝါမယ်အဲ့ဒီအရာကိုလိုချင်တယ်ဒါ desire ဒါပေမဲ့ fears ကကြတော့မလို့ရဲဘူးအတန်နေတုံတယ်ဘလို့ထင်မလဲအခြားသူဒါအများစုထင်တယ်လို့ပဲကိုလည်းအဲ့လိုဖြစ်ဘူးလေအမှန်ရင်လှိုင်းပေါ့နော်အဲ့ဒီမှာ awareness ကိုတတိထားမိလာတယ်ငါမေးမယ်လို့စဉ်းစားလိုက်တိုင်းမှာငါရင်တုံလာတယ်အဲ့တော့အဲ့ဒါကို like awareness ရှိသွားပြီးနောက်မှာလှိုင်း thinking
skills 3ခုနဲ့ပြန်ပြီးကိုယ့်ကိုသုံးသပ်တယ် meta cognitive thinking ပါမယ်ပြီးတော့ first principle thinking ပြီးတော့ reflective thinking အဲ့ဒီအားလုံးလိုက်ခြုံပြီးတခါလေးပြောလိုက်တော့မယ်ပေါ့နော်ဟုတ်ပြီငါမေးခွန်းမိမယ်ဆိုဘာလို့ကြောက်နေရလဲငါ့ကိုအခြားသူတွေကပြောမှဆိုလို့လားကိုမေးလိုက်တဲ့အရာမှားတယ်လို့ပြောမှဆိုလို့လားအများကြီးပေါ့နော်လှိုင်းစဉ်းစားတယ် okay ဒီစဉ်းစားတဲ့အရာအားလုံးကိုဖြုတ်ကြည့်လိုက်ငါမေးခွန်းမေးတယ်ဆိုတာဘာလဲမေးခွန်းဘာကြောင့်မေးရလဲလှိုင်းနားလေချင်တာလှိုင်းတိချင်တာနားမလဲတဲ့အရာကိုနားလေချင်တယ်အဲ့တော့ဟုတ်ပြီကိုနားမလဲတဲ့အရာကိုနားလေချင်တယ်ဆိုရင်ဒါရပြီဒါကလှိုင်းလုံးဝလိုချင်တယ် point အဲ့ဒီမတိုင်ခင်အရှိမစဉ်းစားတဲ့ဒီ worries ဖြစ်တဲ့ဟာတွေဆိုအကုန်လုံးလှိုင်းတော့ခွဲခြားလိုက်တာပေါ့နော်အဲ့တော့ဟုတ်ပြီဒါဆိုရင်ငါဒီအရာတွေကိုမစဉ်းစားတော့ဘဲနဲ့ငါဘယ်လိုပြောင်းစဉ်းစားမလဲဘယ်လိုပြောင်းစဉ်းစားမလဲဆိုလို့ရှိရင်လှိုင်း action ယူတော့မယ်ပေါ့နော်နောက်တစ်ခါမေးခွန်းမေးတော့မယ်ဆိုရင်လှိုင်းစူးစမ်းပြီးငါပြောကြည့်မယ်ပြီးရင်တင်တဲ့တစ်ချိန်တက်လိုက်ပြီဆိုရင်ငါသိချင်တဲ့ဟာလေးတစ်ခုကိုတော့ငါမဖြစ်ဖြစ်အောင်ပြင်ဆိုတဲ့ဆုံးဖြတ်ချက်ချတယ်မေးခန်းဒီမှာလည်းရင်တုံတာမျိုးရှိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလှိုင်းကိုပြန်ပြီးပြောတဲ့စကားရှိတယ်လှိုင်းရဲ့ inner voice ပေါ့နော်ငါဒါလေးချစ်နေရငါဒီလိုမျိုးမေးလိုက်တော့မှာပဲငါနားလဲမှာငါနားလဲခြင်းနေဆိုရင်မေးရမယ်ငါလိုမျိုးပဲအခြားပြောရတဲ့သူမပြောရတဲ့သူမျိုးမျိုးရှိနိုင်တယ်တကယ်လို့ငါလိုမျိုးမပြောရတဲ့သူတွေကရှိမယ်ဆိုရင်ငါတော့အတန်တုံပြီးတော့မေးတရားပဲအခြားသူတွေလည်းသူတော့မှအတန်တုံရင်နဲ့မေးတယ်ပေါ့နော်သူတို့အခြားသူတွေဒီလိုမေးချင်ပေမဲ့လည်းမမေးရတဲ့သူတွေဆိုတော့okay ငါလည်းမေးလိုက်ရင်ဘာမှမဖြစ်ပါဘူးဆိုတဲ့ဟာမျိုးပဲဖြစ်ဖြစ်သူတို့အနေနဲ့အားတစ်ခုရှိသွားအောင်ပဲဖြစ်ဖြစ်ပေါ့နော်ကိုစဉ်းစားရတယ်ဆိုတဲ့အပိုင်းနဲ့ပါသလိုအခြားသူတွေကိုလည်းအဲ့လိုစဉ်းစားရတဲ့ပုံစံလေးတော့ငါလှိုင်းသွားတယ်ပေါ့နော်ဒါလှိုင်းစဉ်းစားခဲ့တဲ့ပုံစံပေါ့အဲ့လိုဆိုတော့လှိုင်းအတန်းထဲမှာစာမေးတော့မယ်ဆိုလို့ရှိရင်လည်းတချို့တွေလည်းသိလိမ့်မယ်လှိုင်းအတန်းနဲ့တုံတာမျိုးတွေသို့တော်လည်းလှိုင်းမရအောင်စူးစမ်းပြီးတော့မေးတယ်သိချင်တာတွေမေးတယ်နောက်ဆုံးမှာတော့လှိုင်း action လေးတွေကိုတဖြည်းဖြည်းနဲ့စယူတယ်အစားတော့မေးခွန်းတွေအများကြီးမေးချင်တော့တဖြည်းဖြည်းပြောရင်မေးခွန်းလေးရတော့အနည်းဆုံးတော့လှိုင်းတစ်ခုငါမေးချင်တဲ့အရာအများကြီးရှိရဲဒါပေမဲ့အရင်ရင်တုံနေဆိုတခုပဲမေးမယ်ဒါပေမဲ့မဖြစ်အောင်မေးမယ်အဲ့ဒီတခုလေးရပဲစမယ်ဆိုတော့ action plan ဆိုတာဒီလိုမျိုးပေါ့နော်အဲ့တော့ coaching ယူလိုက်တယ်အဲ့ coaching ယူပြီးကို coach sub coaching လုပ်ပြီးသွားပြီဆိုတာ ਨੇ အဲ့ဒီ sub coaching ကနေလှိုင်းတို့ဘယ်လိုမျိုး pattern တွေ break down လုပ်မလဲလှိုင်းတို့ရဲ့ဖြစ်နေတဲ့ behaviors တွေဘယ်လို break down လုပ်မလဲဆိုတော့ဒီ action ပေါ့နော်စပြီးတော့ယူတဲ့အပိုင်းတွေရှိတယ်ဒါကကြတော့ကို sub coaching လုပ်လို့ရတယ်နီးကို HEA framework နဲ့လှိုင်းဘယ်လိုလုပ်ခဲ့လဲဆိုတာကိုပြောပြပေးရဖြစ်ပါတယ်ဒါကတော့လှိုင်းလောက်ခဲ့တဲ့အကြောင်းအရာလေးပေါ့အဲ့လိုဆိုတော့အခု line ပြောနားထောင်လိုက်တယ်ဒါပေမဲ့လည်းမျက်စိထဲမှာကိုယ့်ကိုဘယ်လိုမေးခွန်းပြန်မေးရမလဲမသိဘူးကိုယ့်ကို self coaching ဘယ်လိုလုပ်ရမလဲနားမလည်သေးဘူးဒေးတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လှိုင်းရဲ့ဒီ HMC ဆိုတဲ့ Human Mind Course ပေါ့နော်ဒီ Facebook page လေးမှာဆိုရင်လှိုင်း October ကနေစပြီးတော့ November December 3လကြာပေါ့နော်လှိုင်းဒီရက်120စာ Self Coaching Accelerator ဆိုတဲ့ program လေးရှိတယ်အဲ့ဒီ program လေးက December 31ထိရှိပါတယ်ဆိုတဲ့ခါကျတော့ကို Self Coaching လုပ်တဲ့အချိန်မှာမေးခွန်းဘယ်လိုမေးရမလဲ Action Plan လေးဘယ်လိုလုပ်ရမလဲဆိုတော့မသိတဲ့သူတွေကတော့ဒီ HMC ဆိုတဲ့ဒီ Facebook page ရဲ့ပင်ထောက်ထားတယ်အဲ့ဒီမှာဝင်ပြီးတော့ join လို့ရတယ်အဲ့ဒီ program က 100% free ဖြစ်တယ်ဆိုတော့ဒီ page ရဲ့ link ကိုလှိုင်းဒီ video ရဲ့ comment မှာလှိုင်းထည့်ထားပေးမယ်အဲ့ဒီမှာဒီ follow လုပ်ပြီးတော့အပတ်စဉ်တောက်ကြနေတိုင်းမှာလှိုင်း coaching self coaching ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုတင်ပေးတယ်ပေါ့နော်ဒီလေးနားထောင်ရင်းထဲမှာ coaching ဆိုတာကိုဘယ်လိုနားလည်လာတယ်ပြီးတော့ကိုယ်တိုင်ရောကို self coaching လုပ်ဖို့အတွက်ကောစိတ်ဝင်စားလာလား self coaching ရဲ့တကယ်တမ်းကိုနီးပြဖို့အတွက် ATA framework တွေကသုံးရမယ်ဆိုလို့ရှိရင်ဘယ်ဟာလေးကိုစပြီးတော့စိတ်ဝင်စားလဲ comment လေးမှာမျှဝေပေးခဲ့ပါဦးလှိုင်ကဒီလိုမျိုး coaching အကြောင်းတွေ HR marketing တိုးတက်ရေးပိုင်း psychology thinking ပိုင်းဒါတွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလှိုင်ကအပတ်စဉ် YouTube video လေးတွေကိုတပတ်တစ်ပုတ်တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့လှိုင်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးလို့ရပါတယ်နိုင်လှိုင်နဲ့နောက်ထပ် video မှာထပ်တွေ့ပါမယ်